Tiêu này ngà má đấy em đam má nằm mẹ chí đấy đồng giá cho cô xịt đồng giá nằm mẹ sẽ quên nào con tế quê đồng giá đấy bà chọn tế quê đồng giá lúc khó để sao đấy bàဒါမဲ့ကျွန်တော်အချိန်ကြောင့်မပြောတော့အဲ့အသေးကွဲတောင်ကြားရဲ့အတွင်ပြင်ကဟိုတညီတညာကွဲနေထိတ်ကတိုင်းတဲ့အလဲရတိုင်းနဲ့ပင်ညာတိုင်းတိုင်းကြိုက်တဲ့နေရာကတိုင်း10 မီတာအကွာဝေးရှိတဲ့တောင်ကြားအဲ့ဒီတောင်ကြားရဲ့အောက်ခြေမှာအင်တာဂျီစီတန်နဲ့စံနှုန်းရှိအဲ့ဒါကို location လို့ပေါ့နော်ကျွန်တော်တို့ဒီအခင်းကျင်းပေါ့နော်အဲ့ဒီတောင်ကြီးမှာကျက်စားတာတောင်စိတ်ကြီးကျက်စားတာတောင်စိတ်ကကျွန်တော်ရက်ွက်ထပ်မြင်တဲ့စိတ်တွေနဲ့ဘာကွာလဲဆိုရင်အသွင်ပြားဖြင့်အထီးအမောင်အကောင်ပိုကြီးတယ်အထီးအမောင်ဂျိုပါတယ်မုတ်စိတ်တွေပါတယ်အဲ့ဒီကာလကတရုတ်နိုင်ငံမှာတဲ့တောင်စိတ်စီတစ်ချက်သားဟာရွှေတစ်ချက်သားတဲ့ဈေးကောင်းရတယ်96ပါ9ပါတွေပျောက်တယ်လို့ယုံကြည်လို့တနေ့ကျတော့မုတ်ဆိုးတတိုက်ကအဲ့မှာတောင်စိတ်တအုပ်ကိုမတွေ့အဲ့မှာတော့ရွှေဦးတွေ့လို့ရမ်းဝမ်းတော့ဒါပေမဲ့အဲ့တောင်စိတ်တွေပြစ်ဖို့မလွယ်ဘူးလေဘာကြောင့်လဲဆိုရင်တောင်စိတ်ထီးတစ်ကောင်ကတစ်ခါခုံရင်6 မီတာခုံနိုင်အမားတစ်ကောင်က6 မီတာနီးပါးခုံနိုင်တယ်အဲ့အထီးနဲ့အမားရဲ့တူတဲ့အကြီးချင်းကတစ်ခါခုံလိုက်တာနဲ့ခွာတိပဲထောက်ကြစရာနေရာမလိုဘူးခွာတနေရာစားအမှားရှိရင်အဲ့မှာထောက်ပြီးတော့ထပ်ခုံသွားလို့ရအဲ့မှာ TV4 မှာ Discovery မှာခဏလာပါတယ်လို့ခုံလိုက်တယ်ခုံပြီးလို့ရှိရင်ပြန်ကြခွာတစ်ထောက်စားရရင်အဲ့မှာထောက်စက်ခုံအဲ့တော့မိုးစိုးကောင်းတော်သူတွေ့တယ်ဗာပြောလို့ဆိုတော့မင်းတို့ရမ်းမပြင့်နေတယ်ပြင့်အဲ့ကောင်ကြီးအခုံပြန်ကြော်လာတိုက်ကောင်းတယ်အကုန်လုံးမိမှာမဟုတ်ဘူးအဲ့လိုလွတ်ကုန်လိုက်ပဲဆက်ဘာလို့ရမလဲဆိုဒီတောင်ထိပ်ရောက်မောင်းတင်တယ်အောက်ကနေပြီးတော့ညာတံပေးပြီးမောင်းတယ်တောင်စိတ်တွေရှက်ပြီးမိုးစိုးတွေကနောက်ကလိုက်နောက်ဆုံးကြတော့ဒီတောင်ထိပ်ကိုတောင်စိတ်တွေရောက်သွားရောက်သွားတဲ့အချိန်မှာဒီဘက်ကိုခုံလို့လှမ်းကြည့်လိုက်တော့ခုံနိုင်နာက6 မီတာကွာတာ10 မီတာအဲ့တော့ခုံလို့မလွတ်ဘူးဆိုပြီးတော့နောက်ပြန်လှည့်ကြည့်နောက်ပြန်လှည့်တော့အောက်ကတနတ်နဲ့ချိန်ထားတယ်တနတ်နဲ့ချိန်ထားပြီးအောက်ဆင်းလို့လည်းမရတော့အဲ့မှာတောင်စိမ့်ပိုင်းတစ်ကောင်အောက်ကိုပြေးဆင်းလာဒိုင်းဆိုတစ်ချက်ပဲပြစ်ပြတယ်အဲ့တောင်စိမ့်ပိုင်းဘိုင်းကနေလဲကြောက်အဲ့မှာအောက်ဆင်းပြစ်တယ်ဆိုတော့သူသိပါသိတော့တောင်စိမ့်ကလေးတစ်ကောင်လွတ်လို့မလွတ်ကွာဆိုလက်ခုံလိုက်တာ6 မီတာလဲကြောက်အောက်ပြုတ်ကြရေထဲကြောက်သွားတယ်ဝမ်းနေဆိုတက်သွားမျောပါဘူးအဲ့ဒီချိန်မှာတဲ့မိုးစိုးကောင်းတော်အတွေ့ပြောင်းသွားတယ်အဲ့ငါတို့ပြစ်လို့ရှိရင်ကြောက်ပြောခဏတောင်စိတ်ကလေးလို့ခုံနေလို့ရှိရင်စံညောင်းနဲ့မျောပါသွားမယ်တောင်စိတ်တွေလက်လွတ်ကုန်လိမ့်မယ်အဲ့တော့မပြစ်နေအောင်ဆိုပြီးတော့သူ့တစ်ဖက်3 ယောက်ကိုမင်းတို့အောက်ပြန်ဆင်းမင်းတို့စံညောင်းရောက်တော့မှအချက်ပေးခရမဟုတ်လဲအဲ့ကြတော့မှစပြစ်မယ်တကယ်လို့များခုံချလို့စံညောင်းနဲ့ကြာသွားရင်မင်းတို့ကအဲ့ရေထဲမျောပါမတော့မင်းတို့တောင်ဝင်ယူပြီးဆယ်လိုက်ဆိုပြီးတော့ဝိုင်းထားတယ်အဲ့မှာတောင်စိတ်တွေဘာဖြစ်နေလဲဆိုတော့အဲ့ဒါကိုတက်ကွင်းလို့ခေါ်တယ်တက်ကွင်းနဲ့ရောက်နေဒီရွှေနဲ့နောက်တကောင်ပေါ်တကောင်တက်တင်တကောင်ပေါ်တကောင်တွန်းလိုက်တိုက်လိုက်နဲ့တကယ်ကိုအသက်လူဘွယ်ကြီးအရန်ကြောက်စရာကောင်းဒီဘက်လည်းခုံလို့မရဘူးအောက်ကလည်းသနတ်နဲ့ချိန်ထားတယ်အဲ့ဒီချိန်ပါတဲ့တောင်စိတ်ကောင်းတော်ကြီးကကောင်းငွေမော့ပြီးတော့အင်တာလေးနဲ့တဲ့အတန်ကြီးနဲ့អော်လိုက်တဘောတော့တောင်စိတ်ပါလာမယ်အမိန်ပေးလိုက်တော့အဲ့အမိန်ကလည်းဆုံးအောင်ခုနရောရခပ်ပြာခတ်နဲ့တောင်စိတ်တွေဒီဘက်တစုနှစ်စုခွဲရတယ်အခွဲရတဲ့နှစ်စုကိုကြည့်ပြီးတော့မိုးစိုးကောင်းတော်သူ့တွေ့တွေကိုပြောတယ်တခြားကြည့်သားနဲ့နှစ်စုခွဲရတာတော့ဒီဘက်ကအသက်ကြီးတဲ့တောင်စိတ်ဒီဘက်ကအသက်ငယ်တဲ့တောင်စိတ်တနည်းအားဖြင့်ဒီဘက်ကမျိုးစဟောင်းဒီဘက်ကမျိုးဆက်သစ်ဘာလို့မလို့လဲစောင့်ကြည့်အဲ့တောင်စိတ်ကောင်းတော်ကြီးကအလဲကနေဟိုလျှောက်တရားလျှောက်နေရနေပြီးတော့မျိုးဆက်သစ်တောင်စိတ်ကလေးနှစ်ကောင်သားကြတော့ရက်ပြီးတော့စိုက်ကြည့်မျက်လုံးနဲ့အမိန်ပေးလိုက်တာအဲ့ဒီအကြည့်ခံရတဲ့တောင်စိတ်ကလေးနှစ်ကောင်ခြာကနေလှည့်ပြီးတော့ဒီဘက်ကမျိုးစဟောင်းနေနဲ့ပေါင်းတယ်ဒီနေရာမှာလည်းတစ်ချက်ကျွန်တော်ကောင်းတဲ့ဝင်ရမှာတလိษံဖြစ်ပြီးတော့ခေါင်းဆောင်ရဲ့အမိန့်ကိုနာခံတတ်တဲ့သဘောဘာ complain မှမရှိဘူးသူ့ကိုမျက်လုံးနဲ့ကြည့်အမိန့်ပေးလိုက်တယ်မင်းဟိုဘက်ပြောင်းတယ်ဒီဘက်ကိုအဲ့မှာမိုးစိုးကောင်းတော်ကသူ့တွေ့တယ်လှမ်းပြောတယ်အသေးချာကြီးစမ်းနဲ့အဲ့တောင်စိတ်အသေးတစ်ကောင်အငယ်နှစ်ကောင်ဒီဘက်လည်းပြောင်းလိုက်ကောဒီဘက်နဲ့အရေးအတွက်ညီသွားပြီကွာလေမျိုးစဟောင်းနဲ့မျိုးဆက်သစ်နဲ့မျိုးစဟောင်းအရေးအတွက်ညီသွားပြီဘာလို့မလို့လဲစောင့်ကြည့်အဲ့ဒီချိန်မှာပဲအဲ့ဒီတောင်စိတ်ကောင်းတော်ကြီးဒုတိယအကြိမ်ကောင်းငင်ကိုမော့ပြီးတော့နောက်အမိန့်ပေးလိုက်တယ်အမ်တန်လေးနဲ့တည်ကြည်တဲ့အတန်ကြီးနဲ့အော်ပြီးအမိန့်ပေးလိုက်တယ်အဲ့ဒီအမိန့်သာဆုံးပါတဲ့ဒီဘက်ကအသက်ကြီးတဲ့တောင်စိတ်တကောင်
တို့ကအသက်ငယ်တဲ့တောင်ဆက်တွေကိုအရှိန်နဲ့ပြေးထွက်လာတာဘယ်ကိုပြေးလဲဆိုတော့ဒီတောင်ထိပ်စီကိုဥတီပြေးတယ်ဘယ်လိုပြေးလဲဆိုရင်ねဒီဘက်တန်းနဲ့ဒီဘက်တန်းကဒီလိုမြားဥဒတန်ဆုံအောင်ပြေးတယ်ဆုံးလဲဆုံပြီးရောအသက်ငယ်တဲ့တောင်ဆက်ကလေးကစခုန်လိုက်တာစကမန်တွင်မှာအသက်ကြီးတဲ့တောင်ဆက်ကြီးကနောက်ကလိုက်ခုန်အဲ့ဒီဝတ္ထုကိုအင်္ဂလိပ်လိုပြန်ထားတာခေါင်းစဉ်ဟာထူပန်ထူနှကောင်တွဲနှကောင်တွဲအဲ့ဒီခေါင်းစဉ်ကိုစာရေးတဲ့သူကမိုးဆိုးတွေကိုတွေးခိုင်းပြီးတော့ပြန်ပြောတယ်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့တဲ့မိုးဆိုးတွေအကုန်လုံးကတွေးလိုက်တာဟာတောင်စိတ်ဘာသာနဲ့တောင်စိတ်ကောင်းဆောင်ကြီးအမိန့်ပေးလိုက်တာကိုငါတော့နားလဲသွားပြီအဲ့ဒါဘာလဲဆိုတော့မင်းတို့လူတွေပြစ်တဲ့တတ်ထဒိုင်နာနဲ့အသိမခံနဲ့ကိုယ့်ကိုခုံချတတ်တယ်ကိုယ့်ကိုအောက်ကိုခုံချတတ်တယ်အဲ့ဒီတော့တကောင်နဲ့မသေးရဘူးလားမသေးရလို့ရှိရင်2 by 2 2 by 2 2 by 2နှစ်ကောင်တွဲနှစ်ကောင်တွဲကြီးတကောင်နဲ့ငယ်တကောင်ငယ်တကောင်နဲ့ကြီးတကောင်တွဲခုံပြီးတတ်တယ်လို့အမိတ်ပေးတာဖြစ်မယ်လို့ဟိုဆိုတွေတွေးတယ်အဲ့ဒီအတွေးမှားသွားကြောင်းမြင်ကွင်းကမိုးဆိုးတွေကိုတက်တည်ပြသွားပါတယ်တဲ့စက်ခွန်လိုက်တဲ့တောင်ဆက်ကလေး6မီတာကျတော့အောက်ကိုပြုတ်ကျလာအဲ့ပြုတ်ကျလာတဲ့အချိန်မှာစက္ကန့်ပိုင်းတွင်နောက်ကလိုက်ခွန်လိုက်တဲ့မျိုးစကောင်တောင်ဆက်ကြီးခေါင်းထိုးပေးလိုက်အဲ့ဒီခေါင်းပေါ်မှာတဆင့်နင်းပြီးတော့ခွန်လိုက်တာအဲ့ဒီမျိုးဆက်တဲ့တောင်ဆက်ဒီဘက်တောင်ထိပ်ရောက်သွားတယ်2ဆင့်ကုန်အဲ့ဒီချိန်မှာမျိုးဆက်တဲ့တောင်ဆက်ကလေးကငါမသေးတော့ဘူးငါအနာဂတ်ရှိတဲ့အရက်ကိုငါရောက်ပြီအယောင်ဝန်းသာကြွေးကြော်လိုက်တဲ့အချိန်မှာပဲတဲ့အရှိန်နဲ့အနေခံလိုက်ရတဲ့မျိုးဆက်ဟောင်းတောင်ဆက်ကြီးစံနှုန်းနဲ့ကြာသွားပါတယ်ဘွမ်းကနေဆိုအတန်းညီသွားပါတယ်မုတ်ဆိုးတွေကြည့်နေမှာပဲတဲ့မျိုးဆက်တောင်ဆက်တကောင်လုံးမဖို့မျိုးဆက်ဟောင်းတောင်ဆက်တကောင်အသက်ပေးသွားတာကိုတွေ့တယ်အဲ့ဒီအချိန်မှာအဲ့ဒီမိုးဆိုးတွေရဲ့ဘဲဥနောက်ထဲမှာရောက်လာတဲ့အတွေ့ရောက်လာကြည်စမ်းလောကကြီးမှာလူတွေတောင်မှလှုပ်ဖို့ခဲရင်တဲ့ကိစ္စသူတို့မျိုးဆက်မပြတ်ဖို့မျိုးဆက်တွေအနာကလှပဖို့အဲ့ဒီမျိုးဆက်တွေရှင်သန်ဖို့မျိုးဆက်ဟောင်းကြီးတွေကငါတို့အသက်တွေကိုဆက်ထားတဲ့မတနာတရားပေါ်ကမင်းတို့မျိုးဆက်တွေရှောက်သွားကြလို့ပြောနေသလိုပဲ